မင်္ဂလာပါကျွန်တော်ကစိတ်ကျန်းမာရေးထူးဆရာဝန်ဒေါက်တာငန္နာကျော်စွာပါဒီနေ့မှာတော့ automatic talks negative talks လို့လည်းခေါ်တယ်ပြီးတဲ့အခါကျအလိုအလျောက်ဖြစ်ပေါ်လာတဲ့အသွေးဆိုးတွေအကြောင်းကိုကျွန်တော်အနေနဲ့ရှင်းပြချင်ပါတယ်ဒီအသွေးတွေကဘာလို့အရေးကြီးလဲဆိုတဲ့အခါကျရင်ဒီကောင်တွေဒီခေါင်းထဲကိုမစင်းစားပါပဲနဲ့ဖက်ကနေဝင်လာတယ်ပြီးရင်ခံစားချက်မကောင်းတဲ့ခံစားချက်ကြီးကိုပေးတယ်ပြီးနေလို့မကောင်းတော့ဘူးစိတ်ညစ်လာပြီစိတ်တက်ကြလာပြီစိုးရိမ်စိတ်တွေများလာပြီဆိုတာမျိုးဖြစ်သွားစေတယ်ပေါ့နော်โอเคဆိုတော့နံပါတ်1အနေနဲ့ကဘာလဲဆိုတဲ့အခါကျရင်အဖြစ်အပျက်တစ်ခုနဲ့ပတ်သက်ပြီးအဆိုးဆုံးတွေကိုကြိုတွေးတာပေါ့နော်ဥပမာလူတစ်ယောက်ကလေနဲ့ခီးသွားဖို့စီစဉ်ထားတယ်ပုံမှန်ဆိုရင်လေနဲ့သွားပြီဆိုငါတက်တောင့်တက်တာသွားရမယ်စစ်စစ်သွားရမယ်ဒီလိုမျိုးစဉ်းစားတယ်တို့ပေမဲ့ဒီလူတွေမှာကြာဘယ်လိုမျိုးပုံစံစဉ်းစားရဆိုရင်လေနဲ့သွားရင်လေရင်ပြတ်ကြရင်ဘယ်လိုလုပ်မလဲကားနဲ့သွားမယ်ဆိုရင်လည်းကားပြတ်ကြရင်ဘယ်လိုလုပ်မလဲဒါမျိုးတွေစဉ်းစားတတ်လာအဲ့တော့နောက်ဆက်တွဲအနေနဲ့မကောင်းတဲ့ခံစားချက်တွေရလာတယ်ပေါ့နော်ပြီးရင်နောက်ဆက်တွဲစိတ်ပူတယ်စိုးရိမ်တယ်စိတ်တက်ကြရတာတွေဖြစ်လာတတ်တယ်ပြီးရင်နံပါတ်2ကကျတော့လွန်ကဲစွာခြုံငုံသုံးတတ်တာပေါ့လीနော်ဥပမာ Facebook မှာကိုနဲ့တက်သူရဲ့သူတရားကဆုံးသွားတယ်ပေါ့နော်ဆုံးသွားရဲဆိုတဲ့ခါမျိုးမှာပုံမှန်လူတွေဆိုရင်ငါနဲ့ဒီကောင်တက်ငယ်လေးရှိသေးတယ်ငါတို့အကြောင်းတွေပဲစိတ်မကောင်းလိုက်တာဒါတော့နဲ့ပြီးသွားမယ်တို့ပေမဲ့ဒီလူတွေမှာဘာစဉ်းစားလဲဆိုတဲ့ခါကျရင်တူတောင်ဒီတက်ရွယ်နဲ့တည်တယ်ဆိုရင်ငါလည်းပဲတည်နိုင်တာပဲအချိန်မျိုးအဲ့တော့ငါမှာဘာယောဂတွေရှိနေပြီလဲလိုက်ဆက်မယ်စိုးရိမ်မယ်ဒါမျိုးတွေဖြစ်လာတတ်တယ်ပြီးရင်နံပါတ်3ကကျတော့ဘာလဲဆိုတော့တခြားလူတွေရဲ့စိတ်တွေကိုတော်ဖတ်တာပေါ့နော်ဥပမာပွဲတစ်ခုမှာပေါ့နော်ပွဲတစ်ခုမှာဇပွဲဝိုင်းတစ်ခုထဲမှာထိုင်ကြတယ်ဆိုကိုနဲ့မသိတဲ့လူတယောက်ပါလာတယ်ဒီလူကကိုမနှုတ်ဆက်ဘူးစကားမပြောဘူးပုံမှန်ဆိုရင်သူနဲ့ငါနဲ့မှမခင်တာဒီလိုပဲတွေးမယ်တို့ပေမဲ့ဒီအသွေးလွန်တတ်တဲ့လူတွေမှာကြာဘာဖြစ်လဲဆိုအဲ့ကောင်ကငါ့ကိုစကားမပြောချင်ဘူးဒီဝိုင်းထဲမှာငါရှိနေတာ तू မနစ်သက်ဘူးထင်တယ် तू ငါ့ကိုတော့စကားမပြောမနှုတ်ဆက်ဘူးဒါမျိုးတွေတွေးလာမျိုးပေါ့လीနော်နောက်တစ်ခုကကျတော့ဘာလဲဆိုရင်ရှစ်ဖြစ်တွေကိုကြိုပြီးတော့မှစဉ်းစားတာရှစ်ဖြစ်တွေကိုကြိုစဉ်းစားတာဥပမာမနေ့ပြန်ကိုနောက်တစ်ပတ်ထဲမှာဆံပွဲရှိရဆိုရင်ပုံမှန်ဆိုရင်ဆံပွဲရှိရငါစားချက်ရမယ်စာသာမရခဲ့လို့တော့ငါတော့ဂွမ်းဘီဒီလိုမျိုးပဲစဉ်းစားမှာပေါ့တို့ပြင်မဲ့ဒီလူတွေမှာကျတော့ဆံပွဲကြီးကြာသွားပြီဆိုရင်ငါဘယ်လိုလုပ်ရမလဲဆံပွဲကကြာတော့မယ်ထင်တယ်ငါစာလည်းမတက်ထားသေးဘူးအဲ့တော့ငါကြာမှတေးချတယ်ဒါမျိုးတွေလျှောက်တွေးလာတာပေါ့နော်တွေးပြီးရင်ဆိုရင်ပူပန်လာရင်လှုပ်ရှားရှိရလှုပ်တီကိုမလုပ်နိုင်တော့ဘူးဆိုတာမျိုးဖြစ်လာတတ်တယ်ပြီးရင်နောက်တစ်ခုကကျတော့အမြဲတမ်းငငယ်ကနဲ့အပြစ်ပြောခံရတယ်ဒါမှမဟုတ်လည်းမကောင်းတာပြောခံရတယ်အချီးကျူးမခံရတဲ့ကလေးမှဆိုဖြစ်တတ်တယ်အခုကျွန်တော်ပြောမယ့်ဟာလေးอ่ะအဲ့တော့တခုခုကိုလုပ်တယ်ဆိုရင်လူတိုင်းမှာအောင်မြင်တယ်ကြရှုံးတယ်ဆိုတာမျိုးရှိနိုင်တာပဲတို့ပြင်မဲ့ဒီလူတွေကကျတော့သူတို့ငါဒါလုပ်နိုင်ရမယ်မလုပ်နိုင်ခဲ့ဘူးဆိုရင်ငါဒီလူညံ့မို့လို့ပြီးရခါကျရင်တခြားလူတွေပြောဆိုခံရမှာအရန်ကြောက်တယ်ကိုအရန် perfect ဖြစ်ချင်တယ်ပြည့်စုံချင်တယ်ပေါ့နော်ပြည့်စုံချင်တဲ့ခါကျတော့နည်းနည်းလေးမှားလိုက်ပြီဆိုရင်ကိုခွင့်မလွတ်ဘူးပြီးရခါကျရင်တခြားလူလည်းငါ့ကိုအပြစ်တင်တော့မယ်ဆိုတဲ့အသွေးမျိုးတွေတွေးတယ်ပေါ့နော်အဲ့နောက်ပိုင်းမှာစိတ်ဖိစီးမှုတွေကပိုများလာတယ်နောက်တစ်ခုကကျတော့ဗာလဲဆိုရင်ကိုယ်စိတ်ထဲမှာထင်နေတဲ့အတိုင်းတကယ်ဖြစ်လာမယ်လို့တွေးကြတာဒီလူတွေကဥပမာနှလုံးတုံတယ်ပုံမှန်ဆိုရင်ငါရင်လင်းနဲ့တုံသွားတယ်ဗျရင်လင်းနဲ့တုံတယ်ဗျအစာမရှိလို့လားမသိဘူးဒီလိုပဲတွေးမယ်ဒါပေမဲ့ဒီလူတွေမှာကျတော့နှလုံးတုံလာပြီဆိုရင်ငါနှလုံးယောဂရနေပြီထင်တယ်ရနေပြီလို့တွေးလိုက်ပြီဆိုရင်သူတို့နှလုံးယောဂတကယ်ဖြစ်တယ်လို့ခံစားလာရတယ်နှလုံးယောဂဖြစ်တဲ့လက္ခဏာအတိုင်းပဲအမောဖောက်လာသလိုဖြစ်တယ်ပြီးရင်ဆေးရုံတွေပြေးရတယ်ဆိုတာမျိုးပေါ့လीနော်ဒါမျိုးတွေဖြစ်လာတတ်တယ်နောက်တစ်ခုကကျတော့ဗာလဲဆိုတဲ့အခါကျတော့အမြဲတမ်းကိုအစိုးရမြင်တာပေါ့တခုခုနဲ့ပတ်သက်ပြီးဆိုတဲ့အခါကျရင်ဥမာထားပါတော့ကျွန်တော်ကတခြားနေရာနေပြီးတော့မှဇပွဲတခြားတငယ်ချင်းစီကနေပြီးတော့မှဘောပန်လေးလမ်းငားလိုက်တယ်လမ်းငားတဲ့ခါမျိုးမှာတငယ်ချင်းကကျွန်တော်ဘောပန်လမ်းပေးရင်းနဲ့သူ့ရဲ့ခွန်ပေါ်ကပန်းအောင်လေးပြုတ်ကျသွားတယ်ဆိုရင်ပန်းအောင်လေးပြုတ်ကျသွားပြီ sorry ပါဆိုတာမျိုးလောက်နဲ့ကျွန်တော်ပြီးသွားရမယ်တို့ပြင်မဲ့ဒီအသွေးမျိုးချော်တတ်တဲ့အသွေးချော်တဲ့လူတွေမှာဆိုရင်ငါကြောင့်မို့ဒီလိုဖြစ်သွားရတာငါကမကောင်းတဲ့ကောင်ငါကသူများတွေကိုကန်ဆိုးစေတဲ့ကောင်ဒါမျိုးတွေအသွေးလွန်လာတာမျိုးတွေရှိတာတတ်တယ်ပေါ့လीနော်ပြီးရခါကျရင်ကျွန်တော်တို့အစိုးမြင်တာပေါ့အရာရာကိုကျွန်တော်တို့ဒီအစိုးဘက်ကနေစတွေးတတ်တယ်အစိုးဘက်ကနေစတွေးပြီးရခါကျရင်အဲ့ဒီအစိုးအတိုင်းပဲခက်မှန်းပြီးတော့မှပြောဆိုတယ်ခက်မှန်းပြီးတော့မှခံစားရတယ်ဆိုတာမျိုးဖြစ်လာတာပေါ့လीနော်ဥပမာကိုအလုံးမှာတထေးကကို bonus ပေးတယ် bonus ပေးရဆိုရင်တော့ဘာဖြစ်လဲतू ကငါတို့ကိုကောင်းလို့ပုံမှန်ဆိုရင်ပေါ့နော်ပုံမှန်လူတွေမှာဆိုရင်တော့ငါတို့တတိ bonus ပေးရပြောရမယ်ဒါပေမဲ့ဒီအသွေးလွန်တဲ့လူတွေကतू ကငါတို့တော်လို့ပေးရမှာမဟုတ်ဘူးလူတိုင်းကိုဒီလိုပေးမှာပဲသူငါတို့သူ့လုပ်တွေကိုပိုခိုင်းစေပိုလုပ်စေချင်လို့ငါတို့အဲ့ဟာလေးနဲ့နှစ်သိမ့်နေတာအဲ့ဒါမျိုးပေါ့နော်ဆိုတော့အစိုးတွေကိုတွေးတယ်အဲ့တော့အကောင်းတွေမမြင်နိုင်လာဘူးဘာဖြစ်လာလဲဆိုရင်တဖြည်းဖြည်းနဲ့ကိုမကောင်းတဲ့အရာတွေပဲစုတယ်လို့ခံစားလာရတယ်ပြီးရဲ့ခါကျရင်ဆိုရင်ပူပန်နဲ့စိတ်သက်ကြတယ်ဒါမျိုးတွေဖြစ်လာတတ်တယ်ဟုတ်ပြီနော်ဆိုတော့ဒီအသွေးပုံစံလေးတွေရှိလာပြီဆိုတဲ့ခါကျရင်ကိုတတိထားရမယ်ပြုပြင်ဖို့လည်းစူးစမ်းရမယ်ဒါတွေဒီကြာလာတဲ့အများကိုစိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုဖြစ်လာစေနိုင်ပါတယ်နောက်ထောင်ပေးတဲ့အတွက်ကိုလည်းအကုန်လုံးကိုကျေးဇူးများတင်ပါတယ်